မင်္ဂလာပါရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်ကျမကတော့ Lumi Life International College မှာ College Director အဖြစ်တာဝန်ယူဆောင်ရွက်နေသူဒေါက်တာမြင့်မြတ်ဦးဖြစ်ပါတယ်ရှင် Lumi Life International College မှာဖွင့်လှစ်ထားတဲ့အတန်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်ပထမတစ်ခုအနေနဲ့ကတော့ Professional Diploma အတန်းတွေကိုဖွင့်လှစ်ထားပါတယ်ရှင်ဒီအတန်းတွေကတော့လုပ်ငန်းခွင်အတွင်းမှာအလုပ်တစ်ဖက်နဲ့ management level ကိုတွားချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်တက်ရောက်လို့ရတဲ့အတန်းတွေကတော့ Professional Diploma in Administration Professional Diploma in HR Professional Diploma in Sales and Marketing ဒီနေ့ခေတ်ကာလမှာ management level ကိုရောက်နေတဲ့သူတွေအတွက်အရန်ကိုလိုအပ်တဲ့ Digital Transformation အတန်းကိုလည်းဖွင့်လှစ်ထားပါတယ်ရှင်AB UK ကိုတက်ရောက်မယ်ဆိုရင်တော့တက်ရောက်လို့ရတဲ့အပိုင်းကတော့2မျိုးရှိတယ်ပေါ့နော် Lumi Life International College မှာ Level 4 Level 5နှစ်ကိုတက်ရောက်ရပြီးတော့ Final Year Level 6ကိုတော့ UK နိုင်ငံရဲ့ Hertfordshire University မှာတက်ရောက်ရမှာဖြစ်ပါတယ်ရှင် Asian Country မှာပဲတက်ချင်တယ်ဆိုရင်တော့ Vietnam နိုင်ငံရဲ့ British University ကနေတိုက်ရိုက်ဖွင့်လှစ်ထားတဲ့ BUV University မှာ Final Year ကိုတက်ရောက်လို့ရပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့ post graduate အပိုင်းလေးပေါ့နော် post graduate degree အနေနဲ့လည်း Lumi Life International College မှာ India နိုင်ငံမဟာတမခန်းဒီ University နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ MBA program တက်ရောက်လို့ရပါတယ်ရှင်နောက်ဆုံး program တစ်ခုကတော့အထက်တန်းအောင်မြင်ထားသောကျောင်းသားကျောင်းသူများပေါ့နော် Grade 12 GED O level အစရှိသဖြင့်အောင်ထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပြည်ပ University တွေမှာတိုက်ရိုက်သွားရောက်တက်ရောက်ချင်တယ်ဆိုရင် Lumi Life International College မှာတကယ်ကိုအရေးချင်းပြည့်ဝသော consultant များကနေပြီးတော့ဆောင်ရွက်ပေးနေတယ်ဆိုတာကိုလည်းအသိပေးချင်ပါတယ်ရှင် Shaping a luminous life together